အမျိုးသမီးဟာဘောပင်တစ်ချောင်းနဲ့လဲချောင်းဖြတ်တိုက်ခိုက်မှုကိုတားဆီးလိုက်တယ်။ဒါဟာအနှောက်အယှက်သက်ဆိုတာကိုသူမသိလိုက်ဘူး။သူမရဲ့နောက်ကိုကောင်မလေးကဝိုင်းပတ်ကြော်ပြီးရောက်နေပြီ။တနည်းအားဖြင့်ချောမွေ့တဲ့လှုပ်ရှားမှုတစ်ခုတည်းနဲ့ပြန်လာတဲ့လက်နက်ကိုဖမ်းယူပြီးဆီယာမရဲ့ခါကိုဖြတ်ကနေလှိလိုက်တယ်။သူမကိုလုံးဝမျောလင်းမထားအောင်လုပ်လိုက်တာပဲ။ဒါတန်လက်နက်ဖြစ်ရင်မင်းလိသွားပြီ။အမျိုးသမီးဟာသူမရဲ့အမားကចောင်းသားတွေကြားကဒီလောက်တောင်ကြွေးကြော်ဟဲ့အားပေးမှုကိုဖြစ်ပေါ်စေမယ်လို့မမျှော်လင့်ခဲ့ဘူး။သူမဟာနောက်ဆုံးမနေတော့ဘူးဆိုတာကိုဆုံးဖြတ်လိုက်တယ်။ကောင်မလေးစီတိတဲ့သွားရင်ကောင်းနေငယ်ဆောင်းလိုက်ရုံနဲ့မျက်နှာအဆင်ရိုက်ခတ်မှုကိုရှောင်ရှားလိုက်တယ်။ပြီးတော့တေလောက်တဲ့တိကျမှုနဲ့ဘောပင်အဖုံးကိုခြုံထုတ်လိုက်တယ်။ကောင်မလေးရဲ့ညာဘက်မျက်လုံးကိုတိတ်ထိလိုက်တယ်။သူ့ရဲ့ပြိုင်ဘက်ရဲ့အမြင်အာရုံမှုံဝါးနေချိန်မှာသူမဟာကောင်မလေးရဲ့နောက်ကိုချောမော့စွာဝင်ရောက်ပြီးတန်ရှင်းတွက်လက်တဲ့တေလောက်တဲ့တိုက်ခိုက်မှုကိုပေးလိုက်တယ်။သူမကိုယ်တိုင်ပြန်ပြောင်းပြောတယ်အတန်မထွက်နိုင်ခင်မှာပဲမင်းသက်ခံလိုက်ရပြီ။ဒီထက်မြက်တဲ့ပြတ်သားမှုကចောင်းသားတွေစီကမိုးကြိုးပြစ်တန်ခဲ့သူအားပေးတန်တွေရခဲ့တယ်။သူမကဒါကိုပုံမှန်လိုပဲလက်မိတ်ခါလိုက်တယ်။ဒါပေမဲ့ဂုံတရေဆုံးခဲ့ရတဲ့ကောင်မလေးကတော့အသေးကုံဒေါသထွက်နေတယ်။နောက်တစ်နေ့မှာသူမကိုထောင်ချောက်ဆင်တယ်။ပါတီပွဲကျင်းပခြင်းအကြောင်းပြကဆီယာမကိုတတ်ဖို့လုပ်ကြံသူတစုကိုစူးစီးခဲ့တယ်။အမျိုးသမီးကအန်ရယ်ကိုတတိထားမိခဲ့တယ်။ဒါပေမဲ့လုံးဝမကြောက်ရွံ့တယ်လို့ပဲပေါ်နေတယ်။ရှိနေတဲ့သူတိုင်းကိုအရေးချင်းမရှိသေးသူတွေလို့ပယ်ချလိုက်တယ်။သူမမျောလင့်ထားတာကပထမဆုံးတိုက်ခိုက်မှုကသူ့နောက်ကတက်ကြီးစက်ဖို့မှုစီကနေလာမယ်ဆိုတာပဲ။လောက်ကျန်သူတွေကဒီဟာကိုအိတ်ထဲထည့်ပြီးပြီလို့ထင်ခဲ့ကြတယ်။ဒါပေမဲ့သူတို့ဟာအမျိုးသမီးရဲ့စွမ်းအားပြည့်ကိုနှိုးဆွလိုက်မိမှန်သူတို့မသိခဲ့ကြဘူး